လုံးမဲမာကလာပဲကျွန်တော်တို့ဒီနေ့မှာတော့ဒီကနောက်ထပ် battery okay ကျွန်တော်တို့ဒီမှာဒီက yellow ranger ပြောင်းမယ်ဆိုရင်ကျွန်တော်တို့ yellow ranger ဟောက ring ကို yellow ranger ring ကိုကိုင်းပြီးတော့တောက်ကိုင်းပြီးတော့ attack လုပ်他ပြောင်းလာတယ်ဆိုတော့ဒီရလို့ဒီဒီကတော့ကျွန်တော်အသက်အရန်တူးတော့ဟိုတန်ချလေးအတန်လေးချဲ့ကြည့်ဖို့တောင်းလို့ချင်ပါတယ် yellow ranger ပြီးပြီဆိုကျွန်တော်တို့နောက်တော့ဆန်ရနောက်တော့ဒီမှာ black rangerတော့အရန်ပိတ်နေကျတော့ main ကလေးထည့်နေတယ်ဟို ice စကားမကြည့်ဘူးဟို wine for ပဲကြည့်ဘူးတော့နော် wine for ကထည့်ရင်ကြောဒါလေးပဲကြည့်ကျွန်တော်ဒီအားပြောင်းမယ်ဆိုရင်ကျွန်တော်ဒီမှာ unicorn oil တက်လို့unicorn တိုင်း okay ဒါတော့unicorn ဖြစ်ပါတယ်နောက်ထပ်တစ်ခါတက်နေတယ်နောက်ထပ်ကတော့အားလုံးကြိုက်ကြတယ် red ranger the wolf okay သူပြောင်းမယ်ဆိုရင်yo what the okay သူပြောင်းမယ်ဆိုရင်ကျွန်တော်ဒီလက်ထဲမှာ green တစ်ခုကင်ထားမယ်ကတော့ဒီ ring တော့ ring နှစ်ခုရှိတယ်မ ring နောက်တစ်ခု okay ဟော attack လုပ်okay ကျွန်တော်တောင်းပါပြီဖြစ်ပါတယ်နောက်တစ်ကောင်ပြန်ပြီးတော့နောက်တစ်ကောင်ကြည့်အောင်ဒါကတော့ဒီတစ်ခုပေါ့နော်ဒီမှာတားရနှစ်ခုရှိတယ်ဒါကိုဘယ်ဘက်မှာထပ်ပြီးကျွန်တော်ထပ်ပြီး transfer လုပ်လိုက်နောက်တော့ okay နောက်တော့နောက်ထပ်တက်ကောင်ကတော့ကျွန်တော်ဒီကဘာရင်းကြလဲအမီမှရတဲ့ကောင်မှာအဲကောင်ကကျွန်တော် transfer လုပ်နေကျွန်တော်မသိပါဘူးလဲပြပါဒီဘက်မှာလဲ transfer လုပ်တဲ့အောင်မပါပါဘူးဟိုကျွန်တော်ဒီတိုင်းပဲအညီကိုပြပါမယ်ဒါရီကတော့ကျွန်တော်ဒါရီကတော့ transfer လုပ်တဲ့အကောင့်ကြီးပါတော့ကျွန်တော်တွေကပြီးပြီဆိုကျွန်တော်ဒီတခြားဟာတွေလိုက်ပြမယ်ဒါရီလက်လိုက်တော့ဒါတော့သုံးနည်းကျွန်တော်တကယ်မသိပါဘူးဟုတ်တယ်တော့ဒီ helmet ထဲမှာရှိပါတယ်တော့ဒီမှာဒီရောက်ဒါတော့ကျွန်တော်ရဲ့ဟွာလေးပေါ့နော်ဒါလေးကိုပြန်မှဆိုတာဘာဖြစ်လဲကျွန်တော်လည်းမသိဒီဘက်ကပြည့်ကျွန်တော်လည်းမသိကြည့်ဒါလည်းတော်လေးလဲဒီမှာကျွန်တော်တို့ဒါကြီးအများကြီးဒါတော့ကျွန်တော်ဒီ update ကအပြည့်မထွက်သေးဘူးနဲ့တူပါတယ်ဒါမှကျွန်တော်ဒါ last update ဖြစ်တဲ့အတွက်ကျွန်တော်လေး last update ကိုလာတောင်းတာတော့ဒီမှာဒီကခပတ်လေးရှိမယ်ကျွန်တော်ဒီမှာ ranger တွေအများကြီး
ဟုတ်ပြီဒါတကောအောက်တကောဒါနောက်တကောဒီမှာတကောဒီမှာတကောဒီမှာဒါတော့ကျွန်တော်ဝိုင်းပေါ့ဒီမှာတကောဒီမှာတကောဒါတော့ကျွန်တော်မပို့ဘူးကျွန်တော်ရဲ့ skin နဲ့မကိုက်လို့ထင်တယ်ဆိုကျွန်တော်ဒီမှာပဲပြလိုက်တော့မယ်ဒါလေးပါโอเคနောက်တော့တွေ့ရှိပါလိမ့်မယ်သုံးကုန်ပဲကြပါတယ်ဒါကတော့ okay ဒါကျွန်တော် mining ကိုပါရတယ်နော် SD ပါရတယ်ကဲဒါတော့ကျွန်တော်စမ်းပြပြီအဲ့တော့အားလုံးပဲဒီမုတ်လေးကိုစော့ပြီးတော့စော့ကြည့်ပြီးတော့ပျော်ကြမယ်ထင်ပါတယ်ကျွန်တော်တော့တော်တော်ကြိုက်ပါတယ် very good တော့အားလုံးပဲနောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်အားလုံးပဲ bye bye